အသိပညာနဲ့ဉာဏ်ပညာပါကွာလေအသိပညာဆိုတာအချက်လက်တွေစုဆောင်တာဉာဏ်ပညာဆိုတာအဲ့ဒီအချက်လက်တွေကိုဆက်ပြီးနားလေတာမင်းတို့ကြည့်ပါနယ်ပယ်တစ်ခုမှာအတော်ဆုံးလူဆိုတာအများဆုံးသိတဲ့သူမဟုတ်ဘူးဘာကအကြီးအကြီးဆုံးလဲဆိုတာနားလေတဲ့သူပဲအသိပညာကအုံတော်ကိုပြည့်စေတယ်ဉာဏ်ပညာကတော့ဆုံးဖြတ်ချက်တွေကိုထပ်မြက်စေတယ်Friedrich Nietzsche ပြောခဲ့တယ်လို့ပဲမင်းရဲ့အနက်ရှိုင်းဆုံးအတွေ့အခေါ်တွေတဲ့မင်းခန္ဓာကိုယ်ထဲမှာဉာဏ်ပညာပိုရှိတယ်ဆိုလိုတာကလက်တွေ့ဘဝအတွေ့အကြုံတွေအောင်မြင်မှုကြရှုံးမှုတွေကနေရတဲ့သင်ခန်းစာတွေကစာအုပ်ထဲကအသိပညာထက်ပိုပြီးတန်ဖိုးရှိတယ်လူအများစုကတိုးတက်နေတယ်လို့ခံစားအောင်တည်င်းအချက်လက်တွေနောက်ကိုလိုက်နေကြတယ်ဒါပေမဲ့နားလည်မှုမရှိတဲ့တည်င်းအချက်လက်တွေဟာစိတ်ရှုပ်ထွေးစရာတွေပဲစူညံတန်တွေထဲကနေအမှန်တရားကိုခွဲခြားပြီးမတွေ့ဝေပဲလှုပ်ဆောင်နိုင်တဲ့သူကသာအစွမ်းထက်တယ်အသိပညာကဘာတွေဖြစ်နေလဲပြောပြတယ်ဉာဏ်ပညာကတော့ဘာလုပ်တင်လဲဆိုတာပြောပြတယ်ဘယ်လမ်းကိုရွေးမလဲအချက်လက်တွေနဲ့ပြည်နေတဲ့အုံနောက်လားဒါမှမဟုတ်ဆုံးဖြတ်ချက်တွေထက်မြက်တဲ့ဉာဏ်ပညာလားဉာဏ်ပညာကိုရွေးချယ်မယ်ဆိုရင် IC လို့ comment ပေးခဲ့ပါ Inner Citadel ကို follow လုပ်ပြီးမင်းရဲ့ဆုံးဖြတ်ချက်တွေကိုထက်မြက်အောင်လှုပ်ဆောင်ပါ